28ရက်3လပိုင်း2025ယနေ့ဖြစ်ပျက်သွားတဲ့ငလင်အခြေအနေကြောင့်မြောက်များစွာသောသူတွေထိခိုက်ဒဏ်ရာရတယ်။တိုက်တွေပြိုလဲပျက်စီးတယ်။ဒါနဲ့ပတ်သက်ပြီးယေရှုကတမန်ကျမ်းစာထဲမှာအတိအကျပြောခဲ့ပါတယ်။ငါကဘာမြေကြီးပေါ်မှာဒုတိယအကြိမ်ပြန်မကြွလာခင်မှာလေမုန်တိုင်းတွေတိုက်မယ်တဘာဝဘေးရန်တွေငလင်တွေလှုပ်မယ်အစာရည်သားတွေခေါင်းမမယ်အနာတွေပွားမယ်စစ်တွေဖြစ်မယ်လို့ပြောခဲ့တဲ့အတိုင်းယနေ့တစ်ခုပြီးတစ်ခုပြည့်စုံလာနေပြီဖြစ်ပါတယ်။ချက်တော်မိတ်ဆွေတင်းဘဝကိုတင်းဒီတိုင်းနေတော့မှာလာတယ်လို့ပြောရမှာပေါ့နတ်ထောက်ကောင်းတယ်လို့ပြောရမှာနော်ဒါပေမဲ့အခွင့်အရေးယူတယ်ဆိုတာဒါမျိုးဖျက်တဲ့ခင်ကြားစာထဲမှာမပြောဘဲနဲ့တွားတူပြောထွက်တဲ့အတန်လေးပါနော်တူလူများများသူ့နောက်လိုက်နိုင်ဖို့ဆိုတာဒီစကားလာရမယ်မနဲ့အဲ့ဒါသူစီပွားရေးပေါ့နော်အရှောင်းတမကျွန်တော်အယူထွန်းမှာကြည့်လိုက်အရင်ငလင်လောက်တဲ့အဲ့ဒီညမှာပဲကျွန်တော်ဗီဒီယိုရိုက်ထားတာဒီငလင်ကြောင်းနဲ့တခင်စုခရစ်နာမည်ရောက်စားပြီးတော့အခွင့်ယူတော့မယ်ဆိုတော့အေးလေအဲ့ဒီငလင်ဖြစ်နေတဲ့အချိန်အတွင်းမှာပဲတငယ်ချင်းတယောက်ကကန်တဲ့ရဲဘော်ကင်းနီပီမြန်မာနိုင်ငံထဲကင်းနီပီကရပီထဲမှာနေတဲ့ရဲဘော်တယောက်ကဖုတ်ခေါ်လာပါတယ်စာရေးလာပါတယ်ငလီလောက်တဲ့ကိုကြီးခရီးရနေတဲ့ဖက်မှာအမေရိကမှာဖြစ်လာလို့မေးလိုက်မဖြစ်ဘူးလို့ပြရေးတယ်အဲ့ချိန်မှာပဲအေးဒီခါတော့အခွေရေးဓမားကြီးလာတော့မယ်တခိစုခရစ်နာမည်နဲ့ငလီအကြောင်းနဲ့ပြောပြီးတော့တရားဟောတော့မယ်ကိုကအကျူပြီးတော့ပြောထားအဲ့ဆက်မှာလေနဲ့နာမည်ရောက်စားပြီးတော့ခွေရေးယူတော့မယ်ဆိုတာတရားတော့တွေ့နေပြီလားသူများသူနောက်လိုက်နိုင်ဖို့ဒီစကားပဲသူလာတော့မယ်ဆိုတော့ကျွန်တော်ကြိုတီးပြီလားငလင်းဆိုတာတော့ဖြစ်ခဲ့တာဒီပေါ့ကြတဲ့တွားချီတရောက်လိုက်တွားသူလီလာကျော်ငလီလို့ဆိုရှိပြီလားငလီလို့တဲ့နေရာမှာတီတွားတဲ့ဒီအဆောက်အုပ်ကြီးအောက်မှာလေမာတာပေါ့ဆုပ်ပဲခရိယာပါတယ်ဗုဒ္ဓပါတယ်ဘာသာလူမျိုးမဆိုကလို့အဲ့ဒီထဲမှာတည်တဲ့လူတွေခါရတဲ့လူတွေဘာသာမျိုးပဲနော်ဗုဒ္ဓတစ်ခုတည်းမှတိုင်းနိုင်ငံတော့ဗုဒ္ဓနိုင်ငံလို့ပြောမှာပေါ့ဒါပေမဲ့ယုံကြည်တာတော့မြန်မာထက်ကငါတို့တိုင်းသားတွေကနေရာမရှောင်သူများအနာရှင်နဲ့ကြိုက်ထားတော့သူတို့ပြေးလာစာအုပ်တွေရဲ့အတွက်ဘာသာရေးနဲ့လိုက်ဝေတွားတဲ့လူတွေအများကြီးနောက်ပြီးတော့ဗားဒီအရှောက်ဓမ္မတွေလည်းအကနေငွေလိုချင်လို့တူလူဖြစ်အောင်တူလူဖြစ်ဆွဲထက်ကြတာပဲရှိတယ်အဲ့တော့ဗားရေးဒီငလင်းဆိုတာဗားရေးနဲ့မဆိုင်ဘူးငလင်းရောက်လာတဲ့နေရာမှာအပြစ်ရှိတဲ့လူတော့ခံပေါ့လွတ်တာအပြစ်မရှိတဲ့လူလွတ်တယ်လို့ပဲကျွန်တော်အဲ့လိုပဲမြင်တယ်ဘာဖြစ်လဲဆိုတော့အပြစ်ကဘယ်သူမှဆိုမလွတ်ဘူးလေလောက်တဲ့လူကအဲ့တော့သူဆိုလို့ချင်တာကအဲ့ဒါဖြစ်ရင်ကျွန်တော်တို့ဘာသာထဲဝေပါသူစီရုပ်ရှင်တဲ့တဘောဒါပေမဲ့မိတ်ဆွေများယုံမလားသူစကားအရင်တော့ကိုရိုနာဗိုင်းရပ်စ်ဝေလာတော့ယတိတော်တို့ဘာတို့တခေရှုခရစ်အမေယေရှုပေးတယ်တို့ဟာလေလုယာတို့လုပ်ပြီးပြီသူပဲထိသွားတာအဲ့တော့တကယ်လို့သူမထိရင်တမျိုးလာမယ်သူစကားကဟုတ်ပြီလားအရှောက်တော်မဆိုကျွန်တော်ပြောအဲ့ဒါဖះနာမည်မရောက်စားနဲ့မင်းဘာဒါပဲယုံမင်းအလုံးပဲမင်းလုံးယုံတတ်အဲ့ဒီဟိုကြောက်ပြဒီကြောက်ပြလဲမလုံးနဲ့အဲ့ဒါငရဲမင်းကြီးအမျိုးဘယ်လိုပြစ်တာပေးမလဲဆိုမိတီတဲ့နေ့ကျမမိတီလိုက်မယ်ဘယ်သူမှမတီးဘူးအဲ့တော့ကျွန်တော်ပုတ်ခါတာမဟုတ်ဘူးဘာသာရေးပုတ်ခါတာမဟုတ်ဘူးလူပုတ်ခါတာအဲ့လူကမဟုတ်မဟာတဲ့တရားဟောလို့တခိစုခရမပြောဘူးကိုရိုနာဗိုင်းရပ်စ်လာလို့ရှိရင်ငါလွှားချုပ်ပေးမယ်ပြီးတော့ငါရဲ့အမိတ်ကဘာပေါ်မှာထွက်သွားဒီတခိစုခရမပြောဘူးသူပြောတာသူပဲထိတာအဲ့တော့တခြားဘာသာတွေအဲ့လိုမဟုတ်တခြားဘာသာတွေကဟိုးနိပေါ်မြတ်စွာဘုရားဆရာဘာလဲဖယောကာတို့ယောဂကြီးတို့မုန်တဲတို့ငလီကြီးတို့စစ်ပွဲကြီးတို့ဆိုအကြဆာမှာဘေဘာနာမရှိပြီတာဗုဒ္ဓလည်းရှိတယ်အဲ့ဒီကျမ်းကဒါပေမဲ့သူများသူတို့လိုမျိုးဟိုလီနဲ့မလုပ်ချင်ဘူး
သူများအမှန်တရားလူချင်မှတရားပဲလိလာပြီးတော့မှတရားပဲတွားသူတို့ကသူလူများများလာနိုင်အောင်သူပစ္စည်းများရနိုင်အောင်အဲ့ဒါပဲသူကအကျိုးစီးပွားလို့ပြောရမှာပေါ့ကျွန်တော်အဲ့ဒီငလေးဖြစ်တဲ့ညမှာကျွန်တော်ဗီဒီယိုကြည့်ထားတယ်အချောက်တော့မှနေလာတော့မယ်ပြောပြီးသားအဲ့တော့ဘာသာရေးဆိုတာဘာသာမျိုးရှိတယ်ကိုလိုအကောက်ပဲလူသားတွေအကောင့်တည်ပြတဲ့ဘာသာပဲတစ်ဖက်တန်းနဲ့ကိုဟာကောင်းပြီးတော့သူများတွေအနေချတော့ကျွန်တော်တရားမြဲတော့မမှန်ဘူးလို့ထင်တယ်နောက်တာသမီမကောင်းမိဘကောင်းဆိုတာသိလားတာသမီမကောင်းရင်မိဘကောင်းရမယ်လေအခုကမဟုတ်ဘူးမိဘကမကောင်းပြီးတော့တရားဟောပြတယ်နဲ့အငြိတာတွေအဲ့လိုပဲပြောရပဲတယောက်ပြမယ်အရှင်းမှာတယောက်ဒါရဲ့တိတော့ဆရာမယ်သူများဘာတော့ဝီဖာပြောဆိုပုတ်ခတ်တယ်နဲ့တပည့်တွေအမိပြောကြတယ်လေ ano kan wasi kan bolong kan nga kan na sila na တာရမီမကောင်းမိဘကောင်းဆိုတာအဲ့ဒီစကားကတော့အတိမှာပါတာရမီဒီကလို့မကောင်းရင်မိဘကကောင်းရမယ်လေအခုကမိဘအကြီးကမကောင်းတာဒီတာရမီဘယ်လိုကောင်းမလဲနော်သူများရဲ့ဘာသာကိုပုတ်ခတ်တယ်ဆိုတာဒါမျိုးဘာသာရေးလုပ်တယ်ဆိုတာကိုယ့်ရဲ့ဖရားရဲ့အတိုင်းလုပ်ရမယ်ဟိုးသူများဟာကိုတွားပြီးတော့ပုတ်ခတ်တယ်ရွက်တယ်ဆိုတာမကောင်းဘူးလို့ပြောရမှာပေါ့နော်ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်တကယ်လို့သူမခဲ့တာလဲဘယ်သူမှမခါပြဘူးသူပဲသူခံမယ်ကြိတ်စားဆိုသူထိနေမယ်ဖရားဆိုပြရေးလာလဲကျွန်တော်မေးလိုက်မယ်နော်တခေရှုခရစ်နဲ့ဂေါရမနဲ့ဘယ်သူရေးလာလဲဖရားဒီမှာပြူတာဘယ်သူရေးဒီမှာပြူလဲဂေါရမကအရေးလာတယ်လေဂေါရမဖရားအဲ့ဂေါရမဆိုတာဖရားပဲဖရားဆိုတာအိုး BC ခုနှစ်တခေရှုခရစ်မှာမွေးခေကြတဲ့ဖရားပြောပြီးသားနောက်ပဲမှာယေရှုခရစ်မွေးလာတော့အဲ့ဒီဖရားရဲ့နာမည်ကို copy တယ်ယေရှုဖရားဆိုလာတယ်အဲ့ဒါပဲဒါပေမဲ့သူဟာနဲ့သူအကောင်းပေါ့နော်ကျွန်တော်တရားမြင်တော့သူဟာနဲ့သူအကောင်းပဲဒါပေမဲ့တခေရှုခရစ်မကောင်းဘူးလို့ငါမပြောဘူးဒါပေမဲ့လူသားတွေမတရားတွေဟောတယ်ဟိုဟောဒီဟောအတေတော်ဆရာကစားမိဘကစားပြောရအောင်ယုံကြည်သူတွေကစားပေါ့အဲ့လိုပဲလာကြတာဒါပေမဲ့အဲ့ဒါသူတို့ကိစ္စကျွန်တော်မဆိုင်ဘူးဒါပေမဲ့ကျွန်တော်ပြောချင်တယ်ဒါပဲဘလို့ကာလူကြီးကာလို့တော့သူကပေါ့ကပါစေနောက်ပြီးတော့ကျွန်တော်လူမျိုးတွေလည်းအရင်တော့ဆိုလူကောင်းတွေပါပဲကျွန်တော်ကင်းလူမျိုးကအခုကသူတို့လူမျိုးပဲဘလို့ကန်ချပြီဆိုတော့ဂိုးပဲချီဂိုးမလဲတော့မသိဘူးနော်သူတို့တော့ဆဲတဲ့ကိုငွေတယ်ကိုစုံမတယ်လို့ပဲစုံမခိုင်းတော့ကောင်းမယ်ထင်တယ်ဆဲတဲ့ကငွေတယ်ကိုစုံမတယ်လေမင်းကပြောလို့ရခဲ့တယ်မြို့လိုက်ရှာတယ်လည်းရခဲ့တယ်မိတွားတယ်လည်းမိပြန်မလာဘူးမိဝါမတွားလည်းမိဝါမတွားလိုက်တယ်မိရိုးတို့တွားလည်းရိုးမမတွားနေလိုက်တယ်ဆိုင်ထဲတွားလည်းဆိုင်ထဲမတွားနေလိုက်တယ်မိပြန်မလာဘူးရခဲ့တယ်မြို့ဆုံးမတာလည်းမြို့လိုက်ရှာလည်းမလွယ်ဘူးရပြီပါနဲ့လဲနာတယ်ကားတွားပြဖို့ကားလည်းမရှိရဒုက္ခရမိငွေတယ်နော်အမင်းငွေတွေကတော်တော်ခက်တယ်ပူရနေရမကောက်တော့ကျွန်တော်ပြီးတော့မကောက်ပြီးတဲ့ရဲ့ဤဇေမဤဇေရဲ့ဤဇေကိုချီကူကူဒါချီခဲချီပလာချီနေချီပေမကောမဘာရတော့ဖေးရဲ့ကိုဘာရတော့မပူဧကတကူနေတဲ့ခိမဧကကျနေနေရမယ်စင်ကြီးတော့ကျွန်တော်ဧကပေးနေကောက်တော့ကြတော့ကတော်ဒီခိမကမဲကြောကြောတယ်ကြောတဲ့ချေကူကြောမစင်ကြီးကခါတော့ငလျင်6နိုင်ငံလောက်ခတ်သွားတာအင်းမီဆိုင်ကြုံမတွေ့ဘူးဘယ်သိမလဲသူကလည်းသူကမှခက်ပြောက်တာရှားလို့မတွေ့ဆက်တော့ဆိုင်ပဲဒီလိုဖို့တင်မစင်ကြီးကခါတော့တော့ကြောတဲ့အေးကြော